ရန်ကုန်တိုင်းတောင်တကုံမြို့နယ်အတွင်းမှာဖမ်းမိခဲ့တဲ့ငွေကျပ်96ဘီလီယံကျော်တန်ဖိုးရှိ Ice Methamphetamine 3 တန်ကျော်နဲ့ကတမင်း200ကီလိုတို့ဟာအေးစီးပွားရေးတာဝန်ခံကတည်ယူပို့ဆောင်နေတာဖြစ်တယ်လို့စစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါဖမ်းဆီးရရှိမှုကိုတော့မတ်လ6ရက်နေ့ကတောင်တကုံမြို့နယ်144ရပ်ကွက်စင်ပြူရှင်လန်းအမှတ်94654ခွန်ရှိဂိုတောင်ကိုသတင်းအရဝင်ရောက်ရှာဖွေရမှာIce Methamphetamine 1.2 တန် Toyota Hilux ယာဉ်တစ်စီး Toyota Land Cruiser ယာဉ်တစ်စီးနဲ့ Mercedes-Benz ယာဉ်တစ်စီးတို့နဲ့အတူဖမ်းဆီးရမိခဲ့ပြီးမြောက်ကလပမြို့နယ်ထောင်ပဲရက်ကွက်သူတမလမ်းမကြီးမှာဟွန်ဒိုင်းဘောက်ရင်ပေါ်ရှာဖွေရမှာရင်ပေါ်မှ Ice Methamphetamine 1.265 တန်နဲ့ကတမင်း200ကီလိုဖမ်းဆီးရမိခဲ့ကမြောက်တကုံမြို့နယ်49ရက်ကွက်မှာတော့ Ice Methamphetamine တံထပ်မံသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ဟွန်ဒိုင်းဘောက်ရင်ပေါ်ကဖမ်းမိခဲ့တဲ့မူရစ်ဆေးဝါးတွေဟာမလေးရှားပင်လယ်ရေပြင်ကိုချိတ်ဆက်ပို့ဆောင်ရောင်းချဖို့စီမံခန့်ခွဲနေသူအေးစီးပွားရေးတာဝန်ခံရဲဝင်းခေါ်ကျော်စိုးလင်းနဲ့သူ့ရဲ့ဇနီးဖြစ်သူရွှေကောင်းသာဆက်လေပိုင်ရှင်မက်တီတာမြင့်တို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။အေးစီးပွားရေးတာဝန်ခံရဲဝင်းခေါ်ကျော်စိုးလင်းနဲ့ဇနီးမက်တီတာမြင့်တို့ဟာတန့်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်မြို့တို့မှာမော်တော်ယာဉ်ဂိတ်များဖွင့်လှစ်ပြီး၎င်းတို့ပိုင်ခီးသည်တင်မှန်လုံရင်16စီးနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိတယ်လို့စစ်တပ်ကထုတ်ပြန်ထားပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး AMNG မှအာရခတပ်တော် AA ကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့ပါ။